ထူးတဲ့သဘောတရားပါဝင်တဲ့ကူပသုံးပေါ့စတုရင်ကွက်မဟုတ်တော့ဘဲနဲ့အဲ့လိုမျိုးထူးတဲ့သဘောတရားလေးပါလာပြီပေါ့နော်အဲ့ထဲမှာဆွဲတော့မယ်ရင်အုပ်ကိုဆွဲတော့မယ်ဆိုတော့ဆင်မတို့က perspective သဘောတရားနီးဝေးမြင်ချင်းသဘောတရားနီးရင်ကြီးတယ်ဝင်းရင်သေးတယ်နီးရင်ပြတ်သားတယ်ဝင်းရင်ဝေဝါးတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆို1 point perspective ရှိမယ်2 point perspective ရှိမယ်3 point perspective ရှိမယ်ပေါ့နော်အဲ့ဒါလေးလေးလာရတော့မယ်ပေါ့စက်ဝိုင်းလေးတွေရဲ့ perspective တွေလည်းရှိမယ်ပေါ့နော်စက်ဝိုင်းရဲ့ perspective ကိုလေ့လာတော့မယ်ဆိုရင်ဒီပုံတွေကိုချိလိုက်ရင်မျက်စိရှုပ်တယ်အုံနောက်ရှုပ်တယ်စိတ်ညစ်တယ်ပေါ့ဘယ်ကနေစားလို့စားရမယ်မသိဘူးဖြစ်တယ်ပေါ့နော်ဆိုတော့ဆရာမတို့ကအဲ့လိုမျိုးခက်ခက်ခဲခဲမသွားသေးဘူးအရင်ဆုံးအလွယ်ဆုံးကနေသွားမယ်ပေါ့နော်ပုံဆွဲတဲ့ခါမှာဆိုရင်ဆရာမတို့ကရေပင်ညီမြင့်အိုင်းလေပယ်မြင့်ပြခါကျတော့ spectator နှာခေါင်းမြင့်ဆိုပြီးအရင်ဆွဲရရပေါ့နော်ဒါကမျက်စိကြီးရဲ့သူရဲ့မျက်စိကဒီနယ်လေးမှာကြီးရဲ့သူကနှာခေါင်းကဒီနယ်လေးမှာပေါ့နော်အရာဝတ္ထုပစ္စည်းကကြီးတဲ့သူရဲ့မျက်စိအပေါ်မှာဆိုရင်ပုံတန်တစ်မျိုးပြောင်းတယ်မျက်စိအောက်မှာဆိုတစ်မျိုးပေါင်းတယ်ဘယ်ဖက်ရောက်တိုင်းတစ်မျိုးပြောင်းတယ်ညာဖက်ရောက်တိုင်းတစ်မျိုးပေါင်းတယ်ပေါ့နော်အဲ့ဆိုမျက်စိအိုင်းလေပဲရဲ့အပေါ်ရဲ့အခြေအနေနဲ့အောက်ရဲ့အခြေအနေကမတူဘူးဘေးအခြေအနေနဲ့ဘယ်အခြေအနေနဲ့ညာအခြေအနေနဲ့မတူပေါ့နော်ဒါတော့1 point perspective ပေါ့ပျောက်ကွယ်ဆက်တစ်ဆက်မှာသူကအဲ့လိုမျိုးလာပြီးတော့စူးဆုံတာပေါ့နော်သူရဲ့ဟိုအဆက်တစ်ဆက်မှလာဆူဆောင်ပေါ့ဒါကကြီးရဲ့သူရဲ့မျက်စိနဲ့ညီတဲ့မျက်စိညီမြင်တန်းဒါကြတော့ကြီးတဲ့သူရဲ့နှာခေါင်းတဲ့မြင်နှာခေါင်းမြင်ပေါ့နော် spectator line ပေါ့နော်တကယ်လို့ကြီးတဲ့သူရဲ့မျက်စိညီမြင်တန်းနဲ့ spectator line စုံတဲ့နေရာမှာရှင်ကိုယ့်ရဲ့မြင်ကွင်းရတယ်လို့မြင်ရတယ်မျက်စိနဲ့တံတန်းထဲမှာရှိတယ်ဘာဖက်ရောက်တိုင်းပုံကိုတို့လို့မြင်ရတယ်မျက်စိနဲ့တံတန်းထဲမှာရှိတယ်ဘယ်ဖက်ရောက်တိုင်းဆိုရင်၄တောင်3ကိုတို့လိုမျိုးမြင်ရတယ်ပေါ့ကိုယ့်ရဲ့မျက်စိရှိတဲ့ကိုယ့်ရဲ့နှာခေါင်းတဲ့မှာဆိုရင်ဒီမျက်နှာပြင်တစ်ခုပဲမြင်ရတယ်တကယ်လို့ညာဖက်ကိုသွားရဲဆိုရင်ဒီမျက်နှာပြင်ကိုလည်းမြင်ရတယ်ဒီမျက်နှာပြင်ကိုလည်းမြင်ရတယ်တကယ်လို့ဘယ်ဖက်ကိုသွားရဲဆိုရင်ဒီအရှေ့မျက်နှာပြင်လည်းမြင်ရတယ်ဒီဘေးမျက်နှာပြင်လည်းမြင်ရတယ်၄တောင်3တောင်နဲ့ကြီးလို့ရမြေဖြူပုံတော့ပါတော့ပေါ့နော်အဲ့ဒီမှာတက်တာလေးနဲ့စမ်းကြည့်လို့ရပေါ့မျက်စိညီမင်းသားပေါ်မှာမရှိဘူးနှာခေါင်းမြင်းနဲ့တော့တန်းနဲ့ရှိရတဲ့မဲ့နှာခေါင်းမြင်းရဲ့အပေါ်မှာဆိုရင်သူကအောက်မျက်နှာပြင်ကိုမြင်ရတယ်ပြီးတော့မှအရှေ့မျက်နှာပြင်ကိုမြင်ရတယ်ပေါ့နော်မျက်စိညီမင်းသားရဲ့အောက်ရောက်လာရဲဆိုရင်ဝတ္ထုပစ္စည်းရဲ့အပေါ်မျက်နှာပြင်ကိုမြင်ရတယ်ပြီးတော့ဒီမျက်နှာအရှေ့မျက်နှာပြင်ကိုမြင်ရပါတော့မျက်စိညီမင်းသားနဲ့တန်းထဲမှာမဟုတ်ဘူးမျက်စိညီမင်းသားရဲ့အပေါ်ဖက်မှာညာဖက်မှာဆိုသူလိုမျိုးမြင်ကွင်းကိုမြင်ရတယ်မျက်နှာပြင်တစ်ပြင်မျက်နှာပြင်နှစ်ပြင်မျက်နှာပြင်သုံးပြင်ကိုမြင်ရတယ်တကယ်လို့ပယ်ဖက်ရောက်လာဆိုရင်အရှေ့မျက်နှာပြင်မြင်ရတယ်အောက်မျက်နှာပြင်မြင်ရတယ်ဒီဘေးမျက်နှာပြင်ကိုမြင်ရတယ်ပေါ့နော်မျက်စိညီမင်းသားရဲ့အောက်ဖက်မှာဆိုရင်အပေါ်မျက်နှာပြင်ကိုမြင်ရတယ်ဒီအရှေ့မျက်နှာပြင်ကိုမြင်ရတယ်ဒီဘေးမျက်နှာပြင်ကိုမြင်ရတယ်ပေါ့တကယ်လို့ဘယ်ဖက်ချမ်းမှာဆိုရင်အရှေ့မျက်နှာပြင်ကိုမြင်ရတယ်မျက်စိညီမင်းသားရဲ့အောက်မှာရှိလို့သူ့ရဲ့အပေါ်မျက်နှာပြင်ကိုမြင်ရတယ်ပြီးတော့သူ့ရဲ့ဒီပယ်ဖက်မှာရှိလို့သူ့ရဲ့ညာဖက်မျက်နှာပြင်ကိုမြင်ရတယ်ပေါ့နော်။နီးရခါလန်းတို့ပါတို့ပေါ့ဥပမာစမတို့ကားတွေပါစီးရဲဆိုင်ကလေးပါမောင်းနေဆိုရင်လေကိုနဲ့နီးတဲ့တစ်ပြင်ဆိုရင်ကြီးတယ်ကိုနဲ့တစ်ပြင်ကတဖြည်းဖြည်းနဲ့ဝေးရပြီဆိုတဖြည်းဖြည်းနဲ့တေးရပြီပေါ့အဲ့ဒီတိုင်လေးတွေပဲကြည့်လို့ရတယ်ကိုနဲ့နီးတဲ့ဆိုရင်ကြီးတယ်ကြီးရနေတဖြည်းဖြည်းနဲ့ဟိုးအနောက်ရောက်တိုင်းဆိုတိုင်လေးတွေကတေးသေးလေးတွေဖြစ်သွားတာပေါ့နော်အဆက်သက်ဆက်မှလာပြီးတော့အကုန်လုံးကစုံကြပေါ့နော်နဲ့နီးတဲ့ကြီးတဲ့သူကနီးတဲ့နေရာဆိုစပွဲခွန်ကကြီးတယ်တဖြည်းဖြည်းနဲ့ဝေးရပြီဆိုရင်စပွဲကုန်လေးတွေကသေးရတယ်ပေါ့နော်အဲ့ဒါ1 point perspective လို့ခေါ်တယ်ပေါ့နော်2 point perspective ကျတော့ပျောက်ကွယ်ဆက်က20ဆက်ပေါ့နော်အဲ့ဆိုဒီမျိုးလေးတောင်းကိုတွေ့ရတယ်ဆိုရင်အဲ့ဒါ2 point perspective ပဲပေါ့နော်ပုံတရံကို shape တွေကိုမြင်ရတယ်ဆိုရင်အဲ့ဒါ1 point perspective ပေါ့နော်ကြီးသူနဲ့ parallel ဖြစ်တယ်ပေါ့အဲ့ဒီမျက်နှာပြင်ရပေါ့နော်ပုံတရံကိုမြင်ရတယ်ဆိုရင်အဲ့ဒါ1 point perspective လို့မှတ်ထားမယ်အဲ့ဒီပုံတရံကကိုနဲ့ပြိုင်နေတာ3ကန်ဆိုရင်လည်း3ကန်စောက်ဝိုင်းဆိုရင်လည်းစောက်ဝိုင်း4တောင်ဆိုရင်လည်း4တောင်ဥမာလူဆိုရင်လည်းလူပေါ့နော်အဲ့ဒီပုံတရံတစ်ခုကကိုနဲ့မြေပြင်မျက်နှာပြင်ပြိုင်နေတယ်ဆိုရင်အဲ့ဒါ1 point perspective တောင်းလေးတွေကကိုနဲ့မျက်နှာချင်းဆိုင်ရှိနေတယ်ဆိုရင်အဲ့ဒါ2 point perspective 2 point perspective ဆိုတာကပျောက်ကွယ်ဆက်20မှာသွားပြီးတော့မှစုဆောင်တာပေါ့နော်အဲ့ဒါ3 point perspective မှာတစ် point ဒီဘက်မှာတစ် point ဒီဘက်မှာတစ် point ပေါ့3 point ပေါ့နော်3 point မှာတော့အပေါ်ကနေအောက်ကိုကြည့်တာအောက်ကနေအပေါ်ကိုကြည့်တာပေါ့နော်ဒါလည်း3 point perspective ပဲပေါ့နော်ဒီမှာတစ် point ဒီမှာ2 point တကယ်ဒါ3 point ပေါ့အပေါ်မော့ကြည့်တယ်အောက်ကိုငုံကြည့်တယ်အဲ့လိုမျိုးပေါ့ဒါကြောင့်ညာဖက်ချင်းအပေါ်မော့ကြည့်တယ်အောက်ကိုငုံကြည့်တယ်ပေါ့နော်ဒီပေါ်မှာဆိုရင်ကားပိန်းလုံးပေါ့နော်မျက်စိညီမင်းသားဒီအပေါ်မှာရှိရမျက်စိညီမင်းသားနဲ့အောက်ကိုငုံကြည့်တာပေါ့နော်အဲ့ဆိုမျက်စိညီမင်းသားနဲ့မျက်စိနဲ့နီးတဲ့နေရာဆိုရင်တော့တလူမျိုးပြပြလေးမြင်ရတယ်မျက်စိနဲ့ဝေးရပြီဆိုတပြပြနဲ့အမျက်နှာပြင်အကြီးကြီးမြင်ရတယ်ပေါ့နော်မျက်စိညီမင်းသားဒီနေ့မှာမျက်စိညီမင်းသားနဲ့မော့ကြည့်တယ်ဒါကြတော့ငုံကြည့်တယ်ပေါ့နော်မျက်စိညီမင်းသားတန်းထဲမှာရှိရဆိုသူ့ရဲ့အပေါ်မျက်နှာပြင်လည်းမမြင်ရအောက်မျက်နှာပြင်လည်းမမြင်ရသူ့ရဲ့အရှေ့မျက်နှာပြင်ပဲကိုနဲ့မြင်းပြိုင်သူမြင်ရတယ်ပေါ့နော်မျက်စိညီမင်းသားရဲ့အောက်ရောက်လာပြီဆိုရင်သူ့ရဲ့အပေါ်မျက်နှာပြင်ကိုမြင်ရတယ်မျက်စိညီမင်းသားရဲ့အောက်ရောက်လေသူ့ရဲ့အပေါ်မျက်နှာပြင်ကိုများမြင်ရလေပေါ့နော်အဲ့ဆိုဆက်ဝိုင်းရဲ့ perspective ပေါ့မျက်စိညီမင်းသားဝေးရလေပို့ပြီးတော့မှမျက်နှာပြင်ကိုအကြီးကြီးမြင်ရလေပေါ့